လင်းရီသည်အဝတ်စားလဲပြီးအခန်းထဲမှထွက်လာခဲ့ကအဆောက်အုံစီသို့ကားမောင်းထွက်လာခဲ့သည်သူရောက်ရှိသွားချိန်တွင်ကြည်ချင်းရံမှာတကားဝနဆောင်ဆိုင်နေနှင့်ပြီဖြစ်သည်စောင့်ခိုင်းမိလို့အားနာပါတယ်လမ်းမှာကားနေပိတ်နေလို့ရပါတယ်ကျမလဲခုလေးတင်ထွက်လာတာပါကားပေါ်သို့တက်လာပြီးနောက်ကြည်ချင်းရံကသူမ၏ဆန်ရွယ်များကိုတက်တင်လိုက်ရာတင်းပြန့်သောရနံ့လေးတစ်ခုလွင့်ပြန့်လာသည်ဥက္ကဋ္ဌကြီးအော်ရာအရင်တင်ကျင်လားဟင်ဘာအော်ရာလဲကြည်ချင်းရံမှာယခုထိအသားမကျသေးပေလင်းတွေကသူ၏ဖုန်းကိုထုတ်လိုက်သည်တီကားခေါ်တဲ့အော်ဒါလေးကျွန်တော်ကဒါလေးနဲ့မိသားစုကိုလှုပ်ကြွေးနေရတာခင်ဗျားအော်ဒါမတင်ရင်ကျွန်တော်ပိုက်ဆံမရဘူးနောင်ဆိုလေးစားပြီးရဲ့အသက်ရှင်ရတော့မယ်ရှင့်ကိုတော့တကယ်ပဲလက်လျှော့ပါတယ်ရှင်ကြည်ချင်းရံကပြုံးလျက်ပြောလိုက်သည်သူသည်တီမောင်းသည့်အလုပ်ကိုတကယ်ပင်အလေးနက်ထားနေပုံရသည်သို့တော်လဲကြည်ချင်းရံမှာစိတ်သက်သာရာရသွားမိသည်ရွံတန်းပေါင်းများစွာတန်မိုးရှိသည့်ဇိမ်ခံကားတစ်စီးပိုင်ဆိုင်ထားသောလဲသူသည်သူမိကုမ္ပဏီတွင်အယောင်းဝန်ထမ်းတဦးဖြစ်နှိမ့်ချစွာလုပ်ကင်ခဲ့သေးသည်အခုအလုပ်ထုတ်ခံလိုက်ရပြီဖြစ်ရာဘဝအတွေ့အကြုံတည်ရရှိရန်အတွက်တီထွက်မောင်းခြင်းမှာနားလည်ပေးနိုင်စရာပင်မကြမီမှာပင်လင်းရီသည်ကြည်ချင်းရန်ဤခီးစဉ်တောင်းဆိုမှုကိုဖုန်းထဲတွင်လက်ခံရရှိခဲ့ပြီးချက်ချင်းပင်လက်ခံလိုက်သည့်ထိုစဉ်မှာပင်စနစ်ဤအတိပေးတံမိလာသည်တင်သည်ဒုတိယမြောက်အော်ဒါကိုအောင်မြင်စွာလက်ခံရရှိခဲ့သည်အမှတ်85နှင့်အထက်ရှိသောအလှပါကေး2ဦးကိုတင်ဆောင်ရန်စနစ်ဤမစ်ရှင်ကိုစတင်လိုက်ပြီဖြစ်သည်ဆုလမာအတွေ့အကြုံမှတ်30ဖြစ်သည်မစ်ရှင်ပြီးမြောက်မှုတကတ်နှင့်အလင်းရီသည်သူ၏စိတ်ထဲတွင်ပေါ်လာသောမစ်ရှင်ကိုမြင်လိုက်ရသောအခါမျက်မှောင်ကျုပ်လိုက်မိသည်ဒီမစ်ရှင်ကနည်းနည်းတော့ဝိညာဉ်ရေးရာဆန်လုံးနေသလားပဲဘလိုလမျိုးကမှအမှတ်85ထပ်ဖြစ်နိုင်မှာလဲသူ့ရဲ့အလှပဆိုင်ရာဆန်နှုံးနဲ့စနစ်ရဲ့ဆန်နှုံးတွေကွဲလွဲနေရင်ဘလိုလုပ်မလဲတိုးတော်ညာလဲမစ်ရှင်အတိပေးချက်အရကြည်ချင်းရန်သည်အမှတ်85ထက်ကျော်လွန်သောအလှပါကေးတူဖြစ်သည်မှာတန်တရားဖြစ်ဖွယ်မရှိပေမစ်ရှင်ကတဝက်ပြီးမြောက်နေပြီဖြစ်သည်ဖြင့်လောလောဆယ်တွင်မင်းကိုစိတ်မပူရန်ဆုံးဖြတ်လိုက်သည်ကြာအော်ဒါကိုအရင်ဆုံးအဆုံးသတ်ရပေမည်ဥက္ကဋ္ဌကြီးကုမ္ပဏီကိုပြန်မှာမဟုတ်ဘူးလားအော်ဒါပေါ်ရှိလိပ်စာကိုကြည့်ပြီးလင်းလီကမေးလိုက်သည်ထိုလိပ်စာမှာချောင်ရံလုပ်ငန်းစုမဟုတ်ပေအလုပ်ဆင်းတော့မှာဆိုတော့ပြန်မသွားတော့ဘူးအိမ်မှာကွန်ပျူတာရှိတယ်လေအိမ်ကနေပဲအလုပ်ဆက်လုပ်လို့ရပါတယ်ကောင်းပါပြီအခုပဲပြန်ပို့ပေးပါမယ်အော်ဒါနဲ့ရှင့်ကိုမေးချင်နေတာကြာပြီးရှင်ဘာလို့အလုပ်ထုတ်ခံလိုက်ရတာလဲအပြန်လန်းတွင်ကြည်ချင်းရန်ကမေးလိုက်သည်အလုံးမှာပြဿနာလေးတွေနည်းနည်းရှိလို့အထုတ်ခံလိုက်ရတာပါယခုသူ၏လက်ထဲတွင်စနစ်ရှိနေပြီဖြစ်ရာသူ၏ဘဝမှာလမ်းကြောင်းတစ်ခုသို့ရောက်ရှိနေပြီဖြစ်သည်လင်းရီအနေဖြင့်အတိတ်ကတင်းနှုတ်သောကိစ္စရပ်များကိုအာယုံမထားခြင်းတော့ပေသူတစ်ပါးအကြောင်းနောက်ွယ်တွင်အတင်းပြောနေတတ်ကဲ့သို့ဖြစ်နေလိမ့်မည်သူသည်သဘောထားကြီးရမည်ဖြစ်ပြီးကဆေးမနှဲသင့်ပေအခြေအနေကအဲ့ဒီလောက်တော့မစိုးနိုင်ပါဘူးနော်လွန်ခဲ့တဲ့ရက်ပိုင်းကအယောင်ဌာနရဲ့အစီရင်ခံစာကိုကျမကြည့်လိုက်သေးတယ်ရှင်ကပြီးခဲ့တဲ့လကအယောင်ချန်ပီယံပဲလေဘာတွေမိုင်းရင်သွားလို့လဲကြည်ချင်းရန်ကပြုံးလျက်မေးလိုက်သည်ဥက္ကဋ္ဌကြီးမမေးပါနဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်မားပါပဲလင်းလီကပြုံးလျက်ပြန်ဖြေလိုက်သည်ကြည်ချင်းရန်ကမျက်စောင်းလေးထိုးလိုက်ပြီးတခုခုတော့ရှိလိမ့်မည်ဟုတွေးလိုက်မိသည်ထိုကိစ္စကိုနောက်မှစုံစမ်းရမည်ဒီအထိုစဉ်ကြည်ချင်းရန်ဤဖုံးမိလာသည်ဟိုတယ်တွေအကုန်လုံးကိုမေးပြီးပြီလားကျမတနည်းနဲ့စူးစမ်းကြည့်လိုက်ဦးမယ်ဒါပေမဲ့ရှင်ဘက်ကလည်းဆက်ပြီးစုံစမ်းပေးပါတခြားဟိုတယ်တွေကိုဆက်သွယ်လို့ရမလားကြည့်ပေးဦးကောင်းပြီဒါပဲနော်မကြာမီကြည်ချင်းရန်ဖုံးချလိုက်သည်သူမတမျက်နှာအမူအရာမကောင်းသည်ကိုလင်းလီတတိထားမိသဖြင့်မေးလိုက်သည်မှာဘာဖြစ်လို့လဲကုမ္ပဏီကမကြခင်မှာသတင်းစာရှင်းလင်းပွဲလုပ်ချင်လို့ဒါပေမဲ့မျိုးတဲကကျင်ငါးပွင့်ဟိုတဲ့အကုန်လုံးကိုဆက်သွယ်ပြီးဗမာမအားတဲ့နေရာမရှိဘူးဖြစ်နေတယ်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတာစိတ်ပူနေတာအဲ့ဒါကိုနည်းနည်းလောက်နောက်ဆုတ်လိုက်လို့မရဘူးလားဒီသတင်းစာရှင်းလင်းပွဲကအရန်အရေးကြီးတယ်အကြာကြီးဆွဲထားလို့မရဘူးမဟုတ်ရင်ကျမလဲဒီလောက်အသေးအတန်ဖြစ်နေမှာမဟုတ်ဘူးပန်နင်ဆူလာဟိုတယ်ကိုတွားကြည့်လို့ရတာပဲအဲ့ဒီမှာဆိုအဆင်ပြေမှာပါလင်းလီကအကြံပြုလိုက်သည်နောက်မနေပါနဲ့ပန်နင်ဆူလာဟိုတယ်ဆိုတာကြက်ဟိုင်မြို့ရဲ့ကျင်ငါးပွင့်ထက်အဆင့်မြင့်ဟိုတယ်ကြီးလေကျမပိုက်ဆံမနှမျောပေမဲ့အဲ့ဒီမှာနေရာရဖို့ကလုံးဝမဖြစ်နိုင်ဘူးကြည်ချင်းရန်ကခေါင်းခါလိုက်သည်လင်းလီအတွက်မူဤပြဿနာမှာအလွယ်တကူဖြေရှင်းနိုင်သောအရာဖြစ်သည်သူမိကုမ္ပဏီမှာလုပ်ငန်းနယ်ပယ်တွင်ငါးကလေးတစ်ကောင်ကဲ့သို့သာဖြစ်ပြီးကုမ္ပဏီကြီးများနှင့်ရှင်နိုင်ခြင်းမရှိပေပန်နင်ဆူလာဟိုတယ်၏အဆင့်တန်းနှင့်အတိုင်းအတာအရသူမ၏ကုမ္ပဏီကိုလက်ကြည့်မိပင်မဟုတ်ချေသူမကိုယ်တိုင် CEO အနေဖြင့်တွားလျင်ပင်အချီးနှီးသာဖြစ်ပေလိမ့်မည်အဲ့ဒါကအမြဲတမ်းတော့မမှန်နိုင်ပါဘူးဘဝမှာအံ့စရာတွေနဲ့ပြည့်နှက်နေတာပဲအဲ့ဒီကိုတွားကြည့်ရင်တခုခုထူးခြားလာမှာပါရှင်ကတော့စကားပြောကောင်းလိုက်တာကဲဒီတခါတော့ရှင်စကားနားထောင်ကြည့်ရတာပေါ့အခုလှည့်ပြီးပန်နင်ဆူလာဟိုတယ်ကိုပဲတွားကြစို့ကြည်ချင်းရန်ကပြုံးလျက်ပြောလိုက်သည်မှာဒါပေမဲ့ကြိုပြောထားမယ်နော်အဆင်မပြေခဲ့ရင်ကားကမပေးဘူးရှင်ပဲစိုက်ထုတ်ရမှာတကယ်လို့အဆင်ပြေသွားရင်ရောလင်းလီကပြုံးစီစီဖြစ်မေးလိုက်သည်အဆင်ပြေသွားရင်ရှင်ကိုထမင်းတနက်ကျွေးမယ်ထမင်းစားရတာကပြင်းစရာကြီးကျွန်တော်ကိုကြည့်ရတာထမင်းတနက်လိုအပ်နေတဲ့သူနဲ့တူလို့လားရှင်ကတော့တော်တော်လိုကြီးတာပဲကြည်ချင်းရန်ပြုံးလိုက်သည်တကယ်လို့ညှိနိုင်အဲ့လိုအောင်မြင်သွားရင်ကျမ်ကိုယ်တိုင်ရှင်စားဖို့ချက်ကျွေးမယ်မဖြစ်နိုင်တာခင်များကဟင်းချက်တက်လို့လားမချက်တက်ဘူးဒါဆိုခင်များချက်တာကစားလို့ရောရပါမလားကြည်ချင်းရန်ကလင်းလီကိုမျက်စောင်းထိုးလိုက်သည်အဲ့ဒါကအဓိကမဟုတ်ဘူးလေဘလို့မှညှိနှိုင်းလို့မရနိုင်တာတေချာနေတဲ့အတွက်ကျမစိတ်ကြိုက်ကတိပေးလို့ရတာပေါ့ဘာပဲဖြစ်ဖြစ်ကျမဟင်းချက်ပေးရမှာမဟုတ်တာတေချာတယ်ဒါဆိုစောင့်ကြည့်ကြတာပေါ့ထူးဆန်းတဲ့ဟာတစ်ခုဖြစ်လာနိုင်တာပဲတကယ်လို့အံ့စရာတွေဖြစ်လာခဲ့ရင်ထမင်းတနက်မဟုတ်ဘူး10နက်တောင်ပြဿနာမရှိဘူးခင်များကတခါမှမချက်ဘူးဆိုတော့ကျွန်တော်လည်းမစားချင်ပါဘူးအဲ့ဒီအစားခင်များကိုအက်စကွက်တစ်ခုလောက်ခိုင်းတာကမှပိုကောင်းဦးမယ်အက်စကွက်အဲ့ဒါဘာလဲဆိုတာတော့မသိဘူးလား
အဲ့ဒါကမင်္ဂလေးလိုက်လွှင့်တဲ့သူတွေရဲ့စံပြလှုပ်ရှားမှုလေခဏလေးကျွန်မရှာကြည့်လိုက်ဦးမယ်ကြည်ချင်းရန်ကဘိုင်တူးကိုဖွင့်ပြီးရှာဖွေလိုက်သည်ဒီလှုပ်ရှားမှုကနည်းနည်းတော့လင်းလီကပြုံးလိုက်သည်ခင်များသဘောမတူရင်အံ့အားစရာတွေကဖြစ်မလာပဲနေလိမ့်မယ်နော်ကြည်ချင်းရန်ကဘားဆက်လေးကိုအုပ်ပြီးရဲလိုက်သည်ရပါတယ်ကျွန်မအရင်တိုင်းပဲပြောမယ်တခါတည်းမဟုတ်ဘူး10ခါလုပ်ပေးဖို့တောင်ဝန်မလေးဘူးကြည်ချင်းရန်မှာယုံကြည်မှုအပြည့်ရှိနေသည်သူမအရင်ကဖုံးဆက်ပြီးသူမရာထူးကိုပြောခဲ့တော်လဲဟိုတယ်မန်နေဂျာကဂယူးမဆိုင်ခဲ့ပေရှေ့လာမိလောဝက်စာအထိအော်ဒါများပြည့်နေသဖြင့်နေရာမရှိကြောင်းလဲသူမကိုပြောခဲ့သည်ထို့ကြောင့်ဤတစ်ချိန်တွင်လဲလက်ပလာနှင့်ပြန်လာရမည်ကိုသူမတေချာပေါက်သိနေသည်ပါပဲဖြစ်ဖြစ်သူမလုံးเสียမရှိသေးပေတယောက်ကအခမဲ့ကားမောင်းပို့ပေးမည်ဆိုသောအခါစိတ်ပန်းဖြည့်ခြင်းတမျိုးဟုသာမှတ်ယူလိုက်သည်ထို့ကြောင့်စကွက်လို့ရမည်ဆိုသည်မှာလဲသူမအတွက်ကိစ္စမရှိပေမကြမီမှာပင်လင်းရီသည်ပန်နင်ဆူလာဟိုတယ်သို့ကားမောင်းရောက်ရှိသွားသည့်လင်းရီကားကိုမြင်လိုက်သောအခါတကားဝရှိကျိုဆိုရေးဝန်ထမ်းများကရှေ့သို့တိုးလာခြင်းတော်လဲလင်းရီအကြည့်ကြောင့်ရက်တန့်သွားကြသည်သူဘသူလဲဆိုတာကိုသူမသိသွားလျင်ရေကိန်းကပျော်စရာကောင်းတော်မီမဟုတ်ပေကားပါခင်ထိုးပြီးနောက်သူတို့နှစ်ဦးဟိုတယ်သို့ရှောက်လန်းဝင်ခဲ့ကြသည်မင်္ဂလာပါကျမမန်နေဂျာဝန်ချမ်းလုံနဲ့တွေ့ကျင်လို့ပါကောင်တာမဝန်ထမ်းမလေးသည်ကြည်ချင်းရန်ကိုတစ်ချက်ကြည့်ပြီးနောက်သူမတီဘော့စ်ကိုတစ်ချက်လမ်းကြည့်လိုက်သည်သူမကရင်ကျေးစွာဖြင့်ပြန်ဖြေသည်မှာမင်္ဂလာပါရှင်အခန်းကိုအရင်ကြပေးပါကျမမန်နေဂျာဝန်ကိုချက်ချင်းအကြောင်းကြားပေးပါမယ်ကောင်းပါပြီကျေးဇူးတင်ပါတယ်ဝန်ထမ်း၏လမ်းပြမှုဖြင့်သူတို့နှစ်ဦးသည်အခန်းဆောင်သို့ရောက်ရှိသွားသည်မကြာမီမှာပင်တစုံတစ်ယောက်ကကော်ဖီနှင့်လက်ဖက်ရည်များလာချပေးသည်ကဲ့သို့နှွေးထွေးသောဝတ်ကျေပုံမှုကြောင့်ကြည်ချင်းရန်မာစကားပင်မဆိုနိုင်တော့ပေသူမလွန်ခဲ့သောအချိန်ကြာမြင့်စွာကဤနေရာသို့တခါရောက်ဖူးတော်လဲယခုကဲ့သို့ဆက်ဆံမှုမျိုးမရရှိခဲ့ဘူးခြေခဏကြာတွင်ဝန်ချမ်းလုံကရှောက်လာပြီးအားတက်တရောနှုတ်ဆက်လိုက်သည်မင်္ဂလာပါဥက္ကဋ္ဌကြီးသူဝင်လာချိန်တွင်ကြည်ချင်းရန်ကထရက်ပြီးဝန်ချမ်းလုံနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်မင်္ဂလာပါမန်နေဂျာဝန်ကျမက6ရန်လုပ်ငန်းစုကကြည်ချင်းရန်ပါစောစောကဖုန်းနဲ့စကားပြောခဲ့ဘူးပါတယ်မင်္ဂလာပါဥက္ကဋ္ဌကြီးဝတ်မကြေတာရှိရင်လဲခွင့်လွှတ်ပေးပါဦးဝန်ချမ်းလုံမှာအလွန်ရင်ကျေးနေပြီးလင်းရီနှင့်ပတ်တမှုကိုထုတ်မပြောခဲ့ပေအကြောင်းမှာသူဒီကြည်ချင်းရန်ဤတောင်းဆိုချက်ကိုလိုက်ရောရန်လင်းရီထံမှတတိပေးချက်ကိုခုလေးတင်ရရှိထားသောကြောင့်ဖြစ်သည်ထို့ကြောင့်သူကပိုရပြူငါနေရခြင်းဖြစ်သည်ဘော့စ်ကောင်မလေးလိုက်နေသည်ကိုသူကအနောက်ရှက်မပေးဝန့်ပေးဝန်ချမ်းလုံ၏အမူအရာကြောင့်ကြည်ချင်းရန်မှာစိတ်ထဲတွင်ဝေခွဲမရဖြစ်နေမိသည်ဝန်ချမ်းလုံသည်ဖုံးထဲတွင်လည်းရင်ကျေးပါတော့လဲအမြဲတမ်းအကွာဝေးတစ်ခုထားရှိတတ်သည်သူ၏စကားပြောဟန်မှာအလွန်ယုံဆန်လွန်းသည်သို့သောယခုတစ်ချိန်တွင်မူမတူတော့ပေသူသည်အလွန်နှွေးထွေးပြီးရိုသေလေးစားမှုပင်ရှိနေတောင်ထင်ရသည်မန်နေဂျာဝန်ကျမဒီကိုလာတာကခမ်းမနေရကိစ္စပြောချင်လို့ပါကျမတို့ကုမ္ပဏီကသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ချင်လို့ပန်နင်ဆူလာဟိုတယ်ရဲ့ခမ်းမမှာအားတဲ့အချိန်ရှိမလားဆိုတာသိချင်လို့ပါကြည်ချင်းရံမှာရလက်ကိုကြိုတင်ခံမှန်းထားပြီးသားဖြစ်သည်ဝန်ချမ်းလုံကသူမကိုတေချာပေါက်ညှင်းပယ်လိမ့်မည်ဟုတွေးထားသည်လင်းပြောခဲ့သောအံ့အားစရာထူးဆန်းတဲ့ဟာဆိုသည်မှာမဖြစ်နိုင်သောအရာပင်ပါပဲဖြစ်ဖြစ်သူမအရင်ကမင်းမြန်းခဲ့ပြီးသားမဟုတ်ပါလားယခုသူမကိုယ်တိုင်လာခဲ့လျင်ပင်ထူးခြားလာမည်မဟုတ်ပေချောင်းရံလုပ်ငန်းစု၏အတိုင်းအတာမှာတိတာထင်ရှားလာသည်သူမတွင်သူတပားကိုလွှမ်းမိုးနိုင်လောက်သည့်ဂုဏ်သတင်းအင်အားမရှိပေရတာပေါ့ဘယ်ချိန်သုံးကျင်တာလဲကျွန်တော်ချက်ချင်းစီစဉ်ပေးပါမယ်ဝန်ချမ်းလုံကရင်ကျေးစွာပြောလိုက်သည်ဟင်ကြည်ချင်းရံမှာမင့်တက်သွားသည်ဝန်ချမ်းလုံ၏စကားကိုသူမမယုံနိုင်အောင်ဖြစ်သွားရသည်ရှင်ပါပြောလိုက်တာလဲအခုအချိန်ပေးလို့ရပြီလားဝန်ချမ်းလုံကခေါင်းညိတ်ပြီးဟုတ်ကဲ့ဥက္ကဋ္ဌကြီးအသုံးပြုမဲ့နေ့မှာအားနေစေရပါမယ်ဟုပြောလိုက်သည်ကြည်ချင်းရံမှာအတိုင်းမသိဝမ်းသာသွားသည်ကျေးဇူးတင်ပါတယ်မန်နေဂျာဝန်နောက်10ရက်အကြာမှာသတင်းစာရှင်းလင်းပွဲလုပ်ဖို့စီစဉ်ထားပါတယ်ရပါတယ်ကျွန်တော်ချက်ချင်းစီစဉ်ပေးပါမယ်တခြားဘာလို့အပ်တာများရှိဦးမလဲဥက္ကဋ္ဌကြီးကျွန်တော်တို့တက်နိုင်သမျှအကောင်းဆုံးဖြည့်ဆည်းပေးပါမယ်မရှိတော့ပါဘူးစင်တင်ဆက်တင်တွေကိုတော့ကျမတို့လူတွေနဲ့ပဲလုပ်လိုက်ပါမယ်မန်နေဂျာဝန်ကိုအလုံးမရှုပ်စေချင်တော့ပါဘူးယခုအချိန်ထိကြည်ချင်းရံမှာအငမ်းမဆုံးဖြစ်နေရဆဲပင်ရင်ကတော့လောဝက်စာအထိအော်ဒါတွေပြည့်နေတယ်လို့ပြက်ပြက်သားသားပြောခဲ့ပြီးအခုသူမရောက်လာတော့မှစိတ်ကြိုက်အချိန်ရေးခိုင်းနေသည်ပါတွေဖြစ်ကုန်တာလဲသူမကကန်ဆန်းကြည့်ုံသာလာခဲ့ခြင်းဖြစ်ပြီးဘာမျောရင်းချက်မှမရှိခဲ့တယ်သို့တော်လဲအံ့လက်စရာဖြစ်အပျက်တကယ်ပဲဖြစ်လာခဲ့သည်မယုံနိုင်စရာပင်ကောင်းပါပြီတခြားအော်ဒါတွေလက်မခံဖို့နဲ့နေရာလွတ်ထားဖို့ကျွန်တော်အောက်ကလူတွေကိုညွှန်ကြားလိုက်ပါမယ်ကျေးဇူးတင်ပါတယ်မန်နေဂျာဝန်ကြည်ချင်းရံကဆက်ပြောသည်မှာဟိုတယ်အတွက်စပေါ်ငွေဘယ်လောက်ပေးရမလဲကျမဗန္နာရေးဌာနကိုလွှဲပေးခိုင်းလိုက်ပါမယ်မလိုပါဘူးဝန်ချမ်းလုံကလက်ခါပြပြီးဥက္ကဋ္ဌကြီးရဲ့ဂုဏ်သိက္ခာနဲ့ဆိုစပေါ်ငွေပေးဖို့မလိုပါဘူးအားလုံးပြီးစီးသွားမှပဲတခါတည်းရှင်းလို့ရပါတယ်ဟုပြောလိုက်သည်ကြည်ချင်းရံမှာသူမိနားကိုပင်မယုံနိုင်တော့ပေသူမမှာဒီလောက်ထိဩဇာအာဏာရှိနေလို့လားမဖြစ်နိုင်တာပဲတိုးတော်ညာလဲသူမနားကြလွဲခြင်းတော့မဟုတ်ပေစပေါ်ငွေမလိုဘူးဆိုတာတေချာရဲ့လားတေချာပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးကိုဝန်ဆောင်မှုပေးရတာကျွန်တော်တို့အတွက်ဂုဏ်ယူစရာပါမန်နေဂျာဝန်ကအရန်ရင်ကျေးတာပဲကျမတို့အတွက်လည်းဂုဏ်ယူစရာပါပဲစကားနှဲငယ်ပြောဆိုပြီးနောက်လင်းလီနဲ့ကြည်ချင်းရံတို့ပန်နင်ဆူလာဟိုတယ်မှထွက်လာခဲ့ကြသည်ဝန်ချမ်းလုံကသူတို့ထွက်သွားသည့်အထိရင်ကျေးစွာလိုက်လံပို့ဆောင်ပေးခဲ့သည်ဝန်ချမ်းလုံအနေဖြင့်သူ၏စွမ်းဆောင်ရည်မှာမစိုးလောက်ဟုခံစားရသည်အမှားယွင်းတစုံတရာရှိပုံမရပေမန်နေဂျာဝန်ခမ်းမတ်ကိုလာမဲ့လ9ရက်နေ့မှာရုံးခိုင်လုပ်ငန်းစုကဘုတ်ကင်လုပ်ထားတာရှိပါတယ်ကျွန်တော်တို့ဘက်ကစာချုပ်ဖြတ်ရင်ရော်ကြေး3ဆပေးရမှာပါဟုဒူမန်နေဂျာကပြောလိုက်သည်3ဆဆိုတာဘာမှမဟုတ်ဘူး10ဆက်တောင်ပေးမယ်ဝန်ချမ်းလုံကပြောသည်မှာဘော့စ်ကောင်မလေးလိုက်နေတာကိုသာအနောက်ရှက်ဖြစ်သွားရင်ငါတို့အားလုံးထုတ်ပိုးပြီးထွက်သွားရလိမ့်မယ်ပန်နင်ဆူလာဟိုတယ်မှထွက်လာပြီးနောက်
နှစ်ဦးသားကားပေါ်သို့တက်ခဲ့ကြသည်ကြည်ချင်းရန်၏စိတ်လှုပ်ရှားမှုမှာယခုထိမငြိမ်းသေးပေလင်းလီရှင်ကတကယ်ကံကောင်းစေရဲ့နှစ်သားလေးပဲရှင်စကားကမှန်တယ်တကယ်ပဲအခြေအနေတွေကောင်းမွန်သွားခဲ့ပြီကျွန်တော်ပြောသားပဲထက်စူးစမ်းကြည့်ရင်တခုခုထူးခြားလာမှာပါလို့ဟုတ်ပါရဲ့တော်သေးတာပေါ့ရှင်ကိုယုံကြည်လိုက်မိလို့မဟုတ်ရင်ဒီကိစ္စကိုကျမဘလို့မှဖြေရှင်းနိုင်မှာမဟုတ်ဘူးကြည့်အဲ့ဒီကိစ္စကိုခဏလောက်ဘေးဖယ်ထားလိုက်ရအောင်ခင်များကတိတရားမဲ့အချိန်ရောက်ပြီထင်တယ်ဟုလင်းလီကပြောလိုက်သည်ကြည်ချင်းရန်ခါမြငြိမ်သက်သွားပြီးမျက်နှာလေးရဲတက်လာသည်ရှင်ကအခုထိအဲ့ဒါကိုပဲတွေးနေတုံးလားကြည်ချင်းအရန်ကမေးလိုက်သည်ကြည်ခင်များကျွန်တော်ကိုလိမ်မလို့လားလင်းလီကမေးလိုက်သည်ဘလို့လို့ဖြစ်နိုင်မှာလဲကျမကချောင်ရန်လုပ်ငန်းစုရဲ့ CEO ပဲဘလို့လို့ဂတိဖြတ်မှာလဲကြည်ချင်းရန်ကဆိုသည်ဒါဆိုရင်တော့ကောင်းတာပေါ့အခုပဲဂတိတီလိုက်ရအောင်လင်းလီကပြုံးလျက်ပြောလိုက်သည်ကားပေါ်မှာကြီးလေကျမဘလို့လို့ဂတိတီရမှာလဲအိမ်ရောက်မှပဲပြောကြတာပေါ့ပြဿနာမရှိပါဘူးလင်းလီကစကားပြောရင်းလီပါကိုနင်းလိုက်ရာပါကာနီကားကြီးမှာတားရဲတကောင်ကဲ့သို့ဟိန်းဟောက်တန်ပေးကတခြားကားများကိုအဝေးတွင်ထားရစ်ခဲ့သည့်ကြည်ချင်းရန်၏မျက်နှာမှာမောင်းကျသွားသည်သူမိအစကွက်လောက်တာကိုကြည့်ဖို့အတွက်ဒီလောက်ထိအားထုတ်เสียလို့လား GPS ပေါ်ရှိလိပ်စာအရကြည်ချင်းရန်၏အိမ်တို့ရောက်ရန်မိနစ်20ပင်မကြာပေကြည်ချင်းရန်၏အိမ်မှာကြက်ဟန်ရှိရုံးရွှေဘီလာရက်ကွက်တွင်ရှိသည့်ကြက်ဟန်ရှိဘီလာများထဲတွင်ရုံးရွှေဘီလာမှာအဆင့်မြင့်ဆုံးဟုမဆိုနိုင်တော့လဲအလဲလက်အဆင့်တွင်ရှိသည့်ကြည်ချင်းရန်၏လူမှုရေးအဆင့်တန်းရဤနေရာတွင်နေထိုင်ခြင်းမှာတင့်တော်လားပေသည်ငွေရောင်ပါကာနီကားကြီးဖြင်းချင်းစွာမောင်းဝင်လာသည်ကိုမြင်သောအခါဘီလာရက်ကွက်တကားဝရှိလုံခြုံရေးဝန်ထမ်းများမှမင်းတက်သွားကြသည့်ရုံးရွှေဘီလာတွင်နေထိုင်သူများမှချမ်းသာကြွယ်ဝကြတော်လဲသူတို့မောင်းသောကားများစုမှာတိန်းတောင်းချီတန်သောပြိုင်ကားများသာဖြစ်သည့်ပါကာနီကားကြီးကိုနေထိုင်သူတဦးမောင်းလာသည်ကိုမြင်ရသည်မှာဤသည်မှာပထမဆုံးအကြိမ်ဖြစ်သည့်တကယ်ကိုအမခန်းစိန်ခံနိုင်လုံးလာသည်တကားဖွင့်ပေးပါမင်းမှာတီးတက်ဘီလာရက်ကွက်ဖြစ်သည်ဖြင့်ဝင်ခွင့်ကတ်မပါပဲမိသူများဝင်ခွင့်မရှိရာကြည့်ခြင်းအရန်ကလုံခြုံရေးကိုလမ်းပြောလိုက်သည်ဟုတ်ကဲ့ပါဥက္ကဋ္ဌကြီးလုံခြုံရေးဝန်ထမ်းကစကားတခုမျှမဆိုဘဲတကားဖွင့်ပေးလိုက်သည်ပါကာနီကားကြီးဘီလာရက်ကွက်ထဲသို့မောင်းဝင်သွားသည်ကိုလုံခြုံရေးဝန်ထမ်းကကြည့်နေပြီးနောက်သူ၏အဖော်ထံသို့ပြေးသွားလိုက်သည်ဝမ်အကိုမအိမ်နဲ့တော့နံပါတ်8ဘီလာကဥက္ကဋ္ဌကြီးတော့အပိုင်းစားဖမ်းခံလိုက်ရပြီးမဖြစ်နိုင်တာဥက္ကဋ္ဌကြီးကနာမည်ကြီးအေးဆက်ပြီးမာနာကြီးတဲ့ CEO မလေးပဲလေသူမကိုပန်းလာပေးတဲ့သူတွေဆိုတန်းစီနေတာသူတကယ်ပဲအဖမ်းခံလိုက်ရတာလားတကယ်ပေါ့ကားမောင်းနဲ့သူကအရန်ချောတယ်ပြပြီးတော့သူကပါကာနီဇွန်နာကြီးမောင်းလာတာအဲ့ဒီကားကရွ28တန်းတိမ်ပေါင်း18000ကြော်ဒန်နယ်ပြသူကတေချာပေါက်သူထေးသားအစ်မြင့်ပဲဖြစ်ရမယ်ကြည့်ရတာဥက္ကဋ္ဌကြီးကအဲ့ဒီလောက်ကြီးလဲအေးဆက်ပုံမရပါဘူးသူမနောက်ကိုလိုက်နေတဲ့သူတွေကသူမနဲ့မတန်လို့ဖြစ်မှာပါဟူလားပါတဲ့မိန်းမတွေကတော့ချမ်းသာတဲ့သူတွေအတွက်ပဲပြင်ဆင်ထားတာပါလားဥက္ကဋ္ဌကြီးလိုမိန်းမမျိုးတောင်အဖမ်းခံလိုက်ရပြီးဘဝကြီးကတော့အားငယ်စရာကောင်းလိုက်တာနံပါတ်8ဘီလာတို့မောင်းဝင်လာပြီးနောက်ကြည်ချင်းရန်သည်သူမိတ်ထိုင်ကုန်ကားဘက်ကိုဖြုတ်ကာကားပေါ်မှဆင်းရန်ပြင်လိုက်သည်ဥက္ကဋ္ဌကြီးတခုခုမင်းနေသလားစိတ်အေးလက်အေးဖြစ်ခါဆက်ရှိသေးသောကြည်ချင်းရံမှာတဖန်ပြန်လဲရှက်သွေးဖြာသွားပြီးခြေဆောင်ကစိတ်တို့ပြလိုက်သည်တိပါပြီရှင်အစကွက်ဆယ်ကဟုတ်ပြီလားရှင်ကိုတော့တကယ်ပဲမယုံနိုင်ဘူးမဟုတ်ဘူးအဲ့ဒါကိုပြောနေတာမဟုတ်ဘူးလင်းလီကသူဤဖုန်းကိုကိုင်လျက်ပြန်ဖြေလိုက်သည်အခုကျွန်တော်တို့ရောက်ပြီဆိုတော့ခီးစဉ်အတွက်ကားခအရင်ပေးရမှာမဟုတ်ဘူးလား